skin ကို moisturize ဖြစ်စေမယ်တရုတ်အချိုပွဲလေးပေါ့နော် USA က aesthetician အမတယောက်ကဒီဟာလေးကိုတင်ထားပြီးသားပေါ့နော် G ကတော့ recreation ပါတောက်ပွင့်3ပွင့်က2000တရုတ်ဇီတိက9000ကျော်ပြီးတော့ goji berry က13000ပေါ့နော်အားလုံးက4000ကျော်လောက်ကြပါတယ်ရှေ့တရက်ကပြုတ်တော့ကြောက်ပွင့်ကိုတစ်ချမ်းသုံးတာအရမ်းများလို့ပေါ့နော်ဒီနေ့တော့တစ်စိတ်ပဲသုံးပါမယ်တရုတ်ဇီတိအထက်ကအနှစ်ရတာလေးတွေပို့ပြီးထွက်အောင်လို့ကကြီးလေးနဲ့ညှက်ထားလိုက်ပါတယ်ကြောက်ပွင့်ကိုတော့ရေကြိုမစိန်တော့ပဲနဲ့ရေနွေးနဲ့ပဲတခါတည်းလောင်းချလိုက်ပါတယ်ပြီးတော့တရုတ်ဇီးသီးလေးတွေထည့်တယ်ဂိုဂျီဘယ်ရီကိုခပ်ပါပါလေးလက်နှစ်ဆုပ်စာလောက်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါတယ်ကြောက်ပွင့်ကိုတော့အိုးရဲရောက်မှပဲကကြီးနဲ့ညှက်တာတို့ဇွန်နဲ့ခြေတာတို့လုပ်ပါတယ်ပြီးတော့တကြားပါပါလေးနှစ်စွန်းထည့်ပါတယ်တကြားကတော့အချိုကြိုက်တဲ့လောက်ကွာကိုထည့်ပေါ့နော်အဓိကကတော့သူ့ရဲ့ပါဝင်ပစ္စည်းတွေက antioxidant နဲ့ moisturizing effect တွေပါတယ်ဆိုလို့စားတာပါတကြားကတော့ကိုကြိုက်တဲ့လောက်ထည့်ပါဒီအချို